ပဲမင်္ဂလာပါThe Survey Teas Channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့နာမည်ကျော်ဒရိုက်တာမာကိုတိုရှင်းခန့်ရဲ့စိတ်ကူးရည်ဆန်းပြီးလှပတဲ့ကဘာတစ်ခုစီကိုခေါ်ဆောင်သွားမယ် Weathering with you ဒါမှမဟုတ်ဂျပန်လိုတန်ကီနိုခိုလို့ခေါ်တဲ့စကားကောင်းလေးကိုအသေးစိတ်ပြန်လည်ပြောပြပေးတော့မှာဖြစ်ပါတယ်ဒီဇလန်ဟာမိုးရီအဆက်မပြတ်ရွာသွန်းနေတဲ့တူဂျူမျိုးကြီးမှာကက်ဂျမာရဲ့ဖန်တီးမှုကြောင့်တွေ့ဆုံခဲ့ကြတဲ့ကောင်းလေးတစ်ယောက်နဲ့ကောင်းမလေးတစ်ယောက်ရဲ့အချစ်ဇလန်ဆွလို့နေတာခံမှုတွေနဲ့ကဘာကြီးရဲ့အပြောင်းလဲကြောင့်ပဲဖြစ်ပါတယ်။ဇကားရဲ့အဓိကဖြစ်တဲ့ဒါဟာသူမနဲ့ကျွန်တော်ပဲသိတယ်ကဘာကြီးရဲ့လှုပ်ဝက်ချက်အကြောင်းပါဆိုတော့ဇကားကဒီဇလန်ရဲ့နည်းနည်းမှုကိုအပြည့်အဝဖော်ပြနေပါတယ်။ဇလန်အစမှာတော့ကျွန်တော်တို့ရဲ့ဇလိုက်ဥတာကမိုရီရှိမဆိုတဲ့အသက်16နှစ်အရွယ်ကောင်းလေးတစ်ယောက်ဟာသူ့ရဲ့မွေးရမြေကျွန်းကနေထွက်ပြေးလာပြီးတိုဂျူမျိုးကြီးစီကိုသင်္ဘောနဲ့ထွက်ခွာလာခဲ့ပါတယ်။သူ့ရဲ့မျက်နှာမှာတော့အနာဂတ်အတွက်စိုးရိမ်ပူပန်မှုတွေနဲ့အတူလွတ်မြောက်လိုတဲ့ဆန္ဒတွေရောထွေးနေပါတယ်။သင်္ဘောခရီးစဉ်အတွင်းမှာပဲမိုးသက်လေပြင်းတွေပြင်းထန်စွာကြားရောက်လာပြီးဟိုတာကသင်္ဘောပေါ်ကနေပြုတ်ကျလူနီးပါဖြစ်ခဲ့ပါတယ်။အဲ့လိုအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့အချိန်မှာခေစုကဲစုကဆိုတဲ့လူကြီးတစ်ယောက်ကသူ့ကိုတင်ခဲ့ပါတယ်ဒီလိုနဲ့ဟိုတာကာရဲ့တူဂျိုမျိုးသက်မှာစတင်မဲ့ဘဝခရီးလမ်းကမိုးတွေနဲ့အတူစိတ်လှုပ်ရှားစရာတွေစိတ်ခေါ်မှုတွေနဲ့စတင်ခဲ့ပါတော့တယ်တူဂျိုမျိုးကြီးကိုရောက်ရှိလာတဲ့အခါဟိုတာကာကသူထင်ထားသလောက်ဘဝကမလဲဘူးဆိုတာကိုချက်ချင်းသိလိုက်ရပါတယ်သူကအသက်မပြည့်သေးတဲ့အိမ်ပြေးတစ်ယောက်ဖြစ်နေတာကြောင့်တရားဝင်အလုပ်ကိုင်းရှာဖွေလို့မရပါဘူးညဘက်တွေမှာအင်တာနက်ကဖေးတွေမှာခိုးအောင်ရင်တခါတလေလမ်းဘေးမှာအိတ်ဆက်ရင်းနဲ့သူ့ရဲ့စုဆောင်းထားတဲ့ပတ်စံလေးတွေကလည်းတဖြည်းဖြည်းခုန်ဆုံးလာခဲ့ပါတယ်ဗိုက်ဆဆာနဲ့အထီးကျန်ဆန်တဲ့နေ့ရက်တွေကိုဖျက်ဆီးရင်သူဟာတူဂျူမျိုးကြီးရဲ့အေးဆက်မှုတံကိုခံစားခဲ့ရပါတယ်။တညမှာတော့သူဟာလမ်းမေးမှာနားနေရင်နဲ့အမိုက်ပုံးတွေကနေတနက်တလက်ကိုမတော်တဆတွေ့ရှိခဲ့ပါတယ်။သူဟာဒါကိုခလေးကစားစရာအယုံတနက်လို့ဖဲထင်ပြီးသူ့ရဲ့ကံကောင်းခြင်းလက်ဆောင်အဖြစ်သိမ်းထားခဲ့ပါတယ်။ဗိုင်ယန်စာနေတဲ့ဟိုတာကမက်ဒိုနယ်ဆိုင်လေးမှာဘာမှမမှာပဲခေါင်းကိုက်ဆိုင်ကြပြီးထိုင်နေတဲ့အချိန်မှာပဲအဲ့ဒီဆိုင်မှာအလုပ်လုပ်နေတဲ့ဟီနာအာမာနိုဆိုတဲ့ကောင်မလေးကသူ့ကိုတတိထားပြီးသွားပါတယ်။ဟီနာဟာဟိုတာကရဲ့တီးကျန်ဆန်တဲ့ပုံစံကိုတနာပြီးသူ့ကိုဘာကတကူအလကားပေးချွေးခဲ့ပါတယ်ဒီလိုမပြောလို့ပဲရရှိလိုက်တဲ့ကျင်းနာမှုလေးတွေဟာဟိုတာကားရဲ့အေးဆက်နေတဲ့နှလုံးသားကိုနှွေးထွေးစေခဲ့ပြီးသူတို့နှစ်ယောက်ရဲ့ကကြမှာစုံမန်လေးဖြစ်ခဲ့ပါတယ်ဟီနာရဲ့နှွေးထွေးတဲ့အပြုံးလေးဟာမိုးအုပ်နေတဲ့ဟိုတာကားရဲ့ကဘာလေးထဲကိုနေအောင်ကြီးလေးတစားထိုးပေါက်ဝင်ရောက်လာတယ်လို့ပါပဲပတ်စံလဲကုန်နေစရာလည်းမရှိတော့တဲ့ဟိုတာကားဟာနောက်ဆုံးမှာတော့သင်္ဘောပေါ်မှာသူ့ကိုကယ်ခဲ့တဲ့ခေစုကဲစုကဆိုတဲ့လူစီကိုသူပေးခဲ့တဲ့လိမ့်စာကတ်တွေကလိမ့်စာအတိုင်းအေကိုရောက်သွားခဲ့ပါတယ်ခေစုကဲဟာထူးဆန်းတဲ့ဖြစ်ပျက်တွေနဲ့မြို့ပြဒဏ္ဍာရီတွေကိုရေးသားတဲ့မဂဇင်းတိုက်လေးတစ်ခုကိုဖွင့်ထားတာပါဟိုတာကအဲ့ဒီမှာအကူအညီအဖြစ်အလုံးဝင်ရခဲ့ပါတယ်ဒါဟာသူ့အတွက်နေစရာနဲ့စားစရာရရှိစေခဲ့တဲ့အခွင့်အရေးတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီမှာသူဟာခေစုကဲရဲ့တူမဖြစ်သူနာဆူမီနဲ့တွေ့ဆုံခဲ့ပါတယ်နာဆူမီကဆရာထက်တန်ပြီးစူးစမ်းလိုစိတ်ပြင်းပြတဲ့ကောင်မလေးတစ်ယောက်ပါသူတို့နှစ်ယောက်ဟာတူဂျူမြို့မှာဖြစ်ပေါ်နေတဲ့ထူးဆန်းတဲ့ရာသီဥတုတွေနဲ့ပတ်သက်ပြီးမြို့ပြဒဏ္ဍာရီတွေကိုလိုက်လံစုံစမ်းကြပါတယ်မိုးတွေကအဆက်မပြတ်ရွာသွန်းနေပြီးမြို့သူမြို့သားတွေရဲ့ဘဝကိုထိခိုက်နေတာကြောင့်ဒီလိုထူးဆန်းတဲ့ရာသီဥတုရဲ့နောက်ွယ်ကအကြောင်းရင်းကိုသိချင်နေကြတာပါသူတို့ရဲ့စုံစမ်းမှုတွေထဲမှာ Sunshine Girl လို့ခေါ်တဲ့စူတောင်းယုံနဲ့မိုးတိတ်အောင်လုပ်နိုင်ခဲ့တဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုကြားသိခဲ့ရပါတယ်ဥတာကာကတော့ဒါကိုပုံမြေတစ်ခုလိုပဲထည့်ပြီးတကယ်ရှိလိမ့်မယ်လို့မယုံကြည်ခဲ့ပါဘူးဒါပေမဲ့ဒီတန်တန်အကြီးလေးဟာသူ့ရဲ့ဘဝကိုဘယ်လိုပြောင်းလဲသွားစေမလဲဆိုတာကိုတော့သူမသိခဲ့ပါဘူးဒီနေ့မှာတော့ဟိုတာကာဟာဟီနာကိုကလပ်တစ်ခုမှာအလုပ်လုပ်ဖို့အတင်းချက်ခေါ်ဆောင်သွားတာကိုတွေ့လိုက်ရပါတယ်ဟီနာရဲ့အခြေအနေကိုမြင်တဲ့အခါဟိုတာကာဟာချက်ချင်းပဲဝင်ရောက်ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာဟီနာကိုကယ်ဖို့ကြိုးစားရင်းနဲ့သူသိမ်းထားတဲ့တနက်ကိုထုတ်သုံးလိုက်ပါတယ်တနက်ကအစ်စ်ဖြစ်နေတာကြောင့်အားလုံးလန်သွားကြပြီးဟိုတာကာနဲ့ဟီနာတို့ဟာအတူတူထွက်ပြေးခဲ့ကြပါတယ်ဒီဖြစ်ပျက်ဟာဟိုတာကာရဲ့ဘဝကိုပိုပြီးရှုပ်ထွေးစေခဲ့ပါတယ်သူတို့နှစ်ယောက်ဟာဟောင်းနှံ့နေတဲ့အဆောက်အုံတစ်ခုရဲ့ခေါင်မှုပေါ်ကိုရောက်သွားတဲ့အခါဟီနာကသူမရဲ့လှည့်ဝက်ချက်ကိုဟိုတာကာကိုပြသခဲ့ပါတယ်ဟီနာဟာခေါင်မှုပေါ်ကဖျားเจ้าလေးမှာဆူတောင်းလိုက်တဲ့အခါမိုးတွေတိတ်သွားပြီးနေအောင်ကြီးထွက်ပေါ်လာခဲ့ပါတယ်ကောင်းကင်ကြီးဟာချက်ချင်းပဲကြည်လင်သားရသွားပြီးနေအောင်ကြီးနွေးနွေးလေးတွေကသူတို့နှစ်ယောက်ရဲ့ခန္ဓာကိုထိတွေ့လာခဲ့ပါတယ်ဟိုတာကာဟာဟီနာဟာတကယ်ပဲဆန်းရှက်ခဲ့ဖြစ်နေတာကိုသိလိုက်ရပြီးအရန်ကိုအံ့ဩတုန်လှုပ်သွားခဲ့ပါတယ်ဟီနာကသူမဟာသက်18နှစ်ရှိပြီဖြစ်ကြောင်းနဲ့ဟိုတာကာတဲ့အသက်ကြီးကြောင်းပြောပြခဲ့ပါတယ်ဒီမြေခွင်းဟာဟိုတာကာရဲ့စိတ်ထဲမှာမျောလင်းချက်အသစ်တွေနဲ့အံ့ဩမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်ဟီနာရဲ့စွမ်းဟာမိုးအုပ်နေတဲ့တူဂျူမျိုးကြီးရဲ့အတွက်အလင်းရောင်တစ်ခုဖြစ်လာနိုင်တယ်လို့သူယုံကြည်ခဲ့ပါတယ်
ဟိုတာကဟီနာရဲ့ထူးခြားတဲ့ဆွမ်းအားကိုအသုံးချပြီး Sunshine ကလုပ်ငန်းလေးတစ်ခုကိုစတင်ဖို့အကြံပေးခဲ့ပါသူတို့ဟာ website တစ်ခုဖွင့်ပြီးနေအောင်ကြီးလိုချင်တဲ့သူတွေစီကနေအလုပ်လက်ခံခဲ့ကြပါတယ်မင်္ဂလာဆောင်ပွဲတွေခလေးကစားပွဲတွေမီးရှူမီးပန်းပွဲတွေနဲ့အခြားအခမ်းအနားတွေမှာဟီနာကဆူတောင်းပေးပြီးမိုးတိတ်အောင်လုပ်ပေးခဲ့ပါတယ်သူမရဲ့ဆူတောင်းမှုအတိုင်းဟာအောင်မြင်ခဲ့ပြီးလူများပြားရဲ့ကျေးဇူးတင်မှုနဲ့ပျော်ရွှင်မှုတွေကိုရရှိစေခဲ့ပါတယ်ဒီလုပ်ငန်းဟာအရန်ကိုအောင်မြင်ခဲ့ပြီးဟိုတာကဟီနာနဲ့ဟီနာရဲ့မောင်လေးနာဂီတို့ဟာအတူတူပျော်ပျော်ရွှင်ရွှင်အချိန်ကုန်ဆုံးခဲ့ကြပါတယ်သူတို့၃ယောက်ဟာမိသားစုလီတစုလိုဖြစ်လာခဲ့ပြီးတယောက်ကိုတယောက်အားပေးကူညီရင်ဘဝကိုရေးဆိုင်ခဲ့ကြပါတယ်ဟိုတာကဟီနာကိုစိတ်ထဲကနေတဖြည်းဖြည်းချစ်မြတ်နိုးလာခဲ့ပြီးသူမအတွက်လက်စွပ်လေးတစ်ခွင်းကိုတော့ဝယ်ယူဖို့ပြင်ဆင်ခဲ့ပါတယ်လက်စွပ်ဝယ်ဖို့သွားတဲ့အခါမှာတော့ယွာနိဇာကားတွေကမီဆုဟာမီယာမီစုနဲ့တွေ့ဆုံခဲ့ပြီးသူမရဲ့ကြံကြံကိုရယူခဲ့ပါတယ်ဒီကာလာလေးဟာသူတို့ရဲ့ဘဝမှာအပျော်ရွှင်ဆုံးနဲ့အမတ်တရရှိဆုံးနေ့ရက်တွေဖြစ်ခဲ့ပါတယ်မိုးရီရောက်တော့နေတဲ့တူဂျူမျိုးကြီးမှာသူတို့ရဲ့ချစ်ပန်းလေးဟာနေအောင်ကြီးအောက်မှာလှပစွာပွင့်လန်းလာခဲ့ပါတယ်ဒါပေမဲ့ပျော်ရွှင်မှုတွေကကြာရှည်မခံခဲ့ပါဘူးဟိုတာကအိမ်ပြည့်တယောက်ဖြစ်နေတာကြောင့်ရဲတွေကသူ့ကိုလိုက်လံရှာဖွေနေကြပါတယ်သူတနက်ဖြစ်ခဲ့တဲ့ကိစ္စကြောင့်လည်းရဲတွေရဲ့ပြစ်မှတ်ထားခြင်းကိုခံခဲ့ရပါတယ်တစ်ဖက်မှာလည်းခေအီဆူကဲဟာသူ့ရဲ့သမီးလေးမိုကကိုပြန်ရဖို့အတွက်ဟိုတာကကိုအလောက်ကနေထုတ်ပြခဲ့ရပါတယ်ဒါခေအီဆူကဲအတွက်ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပေမဲ့သူသမီးလေးရဲ့အနာဂတ်အတွက်မဖြစ်မနေလှုံ့ဆော်ခဲ့ရတာပါဒီချက်ပူဆိုတာကတော့ဟီနာရဲ့ဆွမ်းအားအလကားရတာမဟုတ်ဘူးဆိုတာပါပဲနာဆူမီကဆန်းရှိုင်းရဲ့တန်တာကြီးအကြောင်းကိုပြောပြပြီးနောက်ဟီနာဟာသူမရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းရေလိုမျိုးပျောက်ကွယ်သွားလေလေဖြစ်နေတာကိုသတိထားပြီးလာပါတယ်သူမရဲ့လက်တွေခြေထောက်တွေဟာပိုပြီးပွင့်လင်းလာပြီးပျောက်ကွယ်လူဒီပါဖြစ်လာခဲ့ပါတယ်တန်တာကြီးရာသီဥတုကိုပြန်ကောင်းအောင်လုပ်ဖို့အတွက်ဝဲသားကိုပြောင်းလဲနိုင်တဲ့သူကမြေပူဇော်ခံရမယ်လို့ဆိုပါတယ်ဟီနာဟာသူမပျောက်ကွယ်သွားမှသာတူဂျုံမျိုးကြီးကဘိုးတွေတိတ်သွားပြီးပုံမှန်အတိုင်းပြန်ဖြစ်လာမယ်ဆိုတာကိုသိလိုက်ရပါတယ်ဒီမှန်တရားကိုသိလိုက်ရတဲ့အခါဟီနာဟာအရန်ကိုဝမ်းနဲ့ချေခွဲခဲ့ရပါတယ်သူမဟာကိုကိုစွန့်လွတ်အနစ်နာခံဖို့ဆုံးဖြတ်ခဲ့ပါတယ်ရဲတွေရဲ့ဖန်ဆီးမှုကိုရှောင်ရှားဖို့အတွက်ဟိုတာကဟီနာနဲ့နာဂီတို့ဟာမြို့ထဲမှာလှည့်လည်ထွက်ပြေးခဲ့ကြပါတယ်သူတို့ရဲ့ထွက်ပြေးမှုဟာပိုပြီးခက်ခဲလာခဲ့ပါတယ်ဘိုးတွေကပိုပြီးတဲထန်ရုံတောင်မကပိုပြီးတော့ဆိုးရွားလာခဲ့ပါတယ်သူတို့ဟာဟိုတယ်တစ်ခုမှာတညတာခိုလုံခဲ့ကြပြီးအဲ့ဒီညမှာပဲဟိုတာကဟာသူဝယ်ခဲ့တဲ့လက်စွပ်လေးကိုဟီနာကိုပေးခဲ့ပါတယ်ဟီနာကသူမရဲ့ခန္ဓာကိုယ်ပျောက်ကွယ်နေတာကိုဟိုတာကကိုပြသခဲ့ပါတယ်ဟိုတာကဟာသူမကိုဘယ်တော့မှဆွတ်လွတ်မှာမဟုတ်ဘူးကာကွယ်ပေးမယ်လို့ကတိပေးခဲ့ပေမဲ့နောက်တနေ့မနက်မှာတော့ဟီနာဟာပျောက်ကွယ်သွားခဲ့ပါပြီအဲ့ချိန်မှာပဲရဲတွေကသူတို့တည်နေတဲ့ဟိုတယ်ကိုသိရှိသွားပြီးဟိုတာကနဲ့နာကီတို့ကိုဖမ်းဆီးလိုက်ပါဟီနာပျောက်ကွယ်သွားတဲ့အခါတူဂျူမြို့မှာမိုးတိတ်ပြီးနေအောင်ကြီးတွေပြန်ထွက်လာခဲ့ပါတယ်ဒါပေမဲ့ဟိုတာကတော့ဟီနာမရှိတဲ့ကဘာကြီးကိုမလိုချင်ပါဘူးသူကဟီနာကိုကယ်တင်ဖို့အတွက်ရဲတွေလက်ကနေထွက်ပြေးပြီးဟီနာပထမဆုံးစွမ်းရခဲ့တဲ့ဖះเจ้าရှိတဲ့ခေါင်းမိုးပေါ်ကိုရောက်သွားခဲ့ပါတယ်ခေဆူခဲနဲ့ရဲတွေကသူ့ကိုတားဆီးခဲ့ပေမဲ့ဟိုတာကရဲ့ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ဟီနာပေါ်ထားတဲ့အချစ်ကြောင့်သူဟာဘယ်သူ့ကိုမှခီးမဆိုင်ပဲရှစ်ဆက်တိုးခဲ့ပါတယ်ခေဆူခဲဟာလည်းဟိုတာကရဲ့စိတ်ဓာတ်ကိုမြင်ပြီးသူ့ကိုကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်ဟိုတာကကောင်းကင်ဘုံကိုရောက်သွားပြီးဟီနာကိုပြန်လဲကယ်တင်နိုင်ခဲ့ပါတယ်ဟိုတာကဟီနာကိုကယ်တင်ဖို့အတွက်ကဘာကြီးရဲ့ရာသီဥတုကိုဆွတ်လွတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူဟီနာကိုကယ်တင်လိုက်တဲ့အခါတူဂျူမြို့မှာမိုးတွေကပြန်လဲရွာသွန်းခဲ့ပါတယ်ဒီတခါတော့မိုးတွေကဘယ်တော့မှမတိတ်တော့ပါဘူးဟိုတာကဟီနာကိုကယ်တင်လိုက်ခြင်းဖြင့်ကဘာကြီးရဲ့ရာသီဥတုကိုပြောင်းလဲပစ်လိုက်တာပါဒါပေမဲ့သူဟာသူ့ရဲ့ဆုံးဖြတ်ချက်အတွက်နောက်တော့မရခဲ့ပါဘူးသူ့အတွက်ဟီနာရဲ့အသက်နဲ့ပျော်ရွှင်မှုကကဘာကြီးရဲ့ရာသီဥတုထက်ပိုပြီးအရေးကြီးခဲ့ပါတယ်သူတို့နှစ်ယောက်ကောင်းကင်ဘုံကနေကဘာမြေစီပြန်ကျလာတဲ့အခါဟိုတာကဟီနာကိုမင်းအတွက်ပဲအသက်ရှင်ပါလို့ပြောခဲ့ပါတယ်ဒီစကားဟာဟီနာအတွက်အရင်တခုဖြစ်ခဲ့ပါတယ်သူတို့နှစ်ယောက်ကမိုးတွေတဲထန်စွာရောက်သွန်းနေတဲ့တူဂျူမျိုးကြီးစီကိုပြန်လဲရောက်ရှိလာခဲ့ပါတယ်သုံးနှစ်ကြာမှာတော့တူဂျူမျိုးရဲ့အစိပ်ပိုင်းတော်တော်များများဟာရေရောက်ကိုရောက်ရှိသွားခဲ့ပါတယ်မြို့ကြီးကမိုးတွေနဲ့အတူအပြောင်းလဲတွေများစွာဖြစ်ပေါ်ခဲ့ပါတယ်ဟိုတာကသူ့ရဲ့မွေးရမြေကျုံမှာကြောင်းပြီးတဲ့အခါတူဂျူမြို့ကိုပြန်လာခဲ့ပြီးဟီနာကိုလိုက်ရှာခဲ့ပါတယ်သူကဟီနာကိုမတွေ့ရတာ3နှစ်ကြာပြီဖြစ်ပေမဲ့သူမကိုဘယ်တော့မှမမေ့ခဲ့ပါဘူးနောက်ဆုံးမှာတော့သူဟာလမ်းမတစ်ခုပေါ်မှာမိုးရီထဲမှာဆူတောင်းနေတဲ့ဟီနာကိုပြန်လဲတွေ့ရှိခဲ့ပါတယ်သူတို့နှစ်ယောက်ဟာရေမြုပ်နေတဲ့တူဂျူမြို့ကြီးမှာပြန်လဲတွေ့ဆုံခဲ့ကြပြီးတယောက်ကိုတယောက်ပွေးဖက်လိုက်ကြပါတယ်သူတို့ရဲ့မျက်နှာမှာတော့ဝမ်းနည်းမှုတွေပျော်ရွှင်မှုတွေနဲ့မျောလင်းချက်တွေရောထွေးနေပါတယ်ဇလန်းကလေးကတော့ဒါတို့စင်ပြီးသွားမှာပါဆိုတဲ့စကားလေးနဲ့အတူအဆုံးသတ်သွားခဲ့ပါတယ်ကဘာကြီးမလို့ပဲပြောင်းလဲသွားပါစေသူ
သူတို့နှစ်ယောက်ရဲ့အချစ်နဲ့မျှော်လင့်ချက်တွေကတော့ဘယ်တော့မှမပြောင်းလဲဘူးဆိုတာကိုပြသသွားခဲ့ပါတယ် ကျွန်တော်တို့ရဲ့ The Swimmy Teens channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါဦးနောက်ထပ် movie ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်